ကဲတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါတင်တော့2026ခုနှစ်အတွင်းမှာတနင်္လာသားသမီးတွေကြုံတွေ့နိုင်တဲ့ကံကြမ္မာအဆိုးကောင်းတွေအတွက်ကျွန်တော်တို့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ဒါတစ်နှစ်စာနမိတ်ဖတ်ပြီးမှဖြစ်ပါတယ်နော်တနင်္လာသားသမီးများ2026ခုနှစ်အတွင်းမှာကံကြမ္မာကိုတဲတော်နမိတ်ဖတ်ကြပြီးမှဖြစ်ပါတယ်2026ခုနှစ်တစ်နှစ်တာကာလပတ်လုံးမှာပထမဆုံးကြတဲ့တဲတော်နမိတ်ကကြတော့ရွှေကလတ်ထဲကနေပြီးတော့ရေလေးတွေဖြာကျနေတဲ့နမိတ်ဖြစ်ပါတယ်အောက်မှာဆိုရင်ကန်ရှိတယ်အဲ့ကန်ထဲမှာဆိုရင်ကြာကန်ပေါ့နော်လက်တစ်ဘက်ကတိမ်တိုက်ထဲမှာထွက်လာတဲ့လက်ပြအင်မတန်မှကောင်းသောကံကြမ္မာမျိုးဖြစ်ပါတယ်တနင်္လာသားသမီးတွေ2026မှာကြိုတင်ပြီးတော့နမိတ်ဖတ်မယ်ဆိုရင်အေဂျင့်မယ်အေဂျင့်သွားမယ်ပေါ့ဗျာဘာအတွက်ပူပန်နေလဲအကုန်အေဂျင့်သွားမှာငွေကြေးအတွက်ပူပန်နေတဲ့တနင်္လာသားသမီးတွေ2026မှာအေဂျင့်သွားမယ်ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေကင်းသွားမယ်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်နေတဲ့တနင်္လာသားသမီးတွေ2026ခုနှစ်မှာတေချာပေါက်အလုပ်ကိစ္စတွေအဆင်ပြေပြီးတော့နှလုံးစိတ်ဝမ်းအေးချမ်းသွားပါလိမ့်မယ်ငွေကြေးအတွက်ပူပန်နေသလားအလုပ်အတွက်ပူပန်နေလားနိုင်ငံခြားသွားဖို့လားယာရုတိုးဖို့လားစသဖြင့်နော်ဘာအကြောင်းကိစ္စအတွက်ပဲပူပန်သောကရောက်နေကြပါစေတဲ့တနင်္လာသားသမီးတွေအတွက်2026ဒီမီးကိုရေနဲ့ငိမ့်တက်လိုက်သလိုပဲဘဝကံတရားကြောင့်အေးချမ်းသွားမယ်ကံစားတာမျိုးရှိပါတယ်။နံပါတ်1ကတနင်္လာသားသမီးတွေက2026ခုနှစ်မှာဖရာတရားတွေပို့ပြီးတော့လှုပ်ဖြစ်မယ်။ဘာသာရေးတွေပို့ပြီးတော့လှုပ်ဖြစ်မယ်။အလှူအတန်းတွေပို့ပြီးတော့လှုပ်ဖြစ်မယ်။ဘဝရဲ့အေးချမ်းရာအေးချမ်းကြောင်းအကျင့်ဆရဏကောင်းတွေကိုပို့ပြီးတော့လှုပ်ဖြစ်မဲ့ကံတရားမျိုးရှိတဲ့နှစ်မျိုးဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမှာအထူးသတိထားမှာတော့ဘာလို့မေသိမပရိပဒါပဲကောင်းတာပေါ့နော်အေဂျင့်လေဆိုရင်လည်းမေသိမပရိပဒါကောင်းတာအရင်လောကီကိုစိတ်ကုံသွားတာတို့မိသားစုကိုစိတ်ကုံသွားတာတို့လောကီတွေမိသားစုတွေကိုစိတ်ကုံပြီးတော့ငွေကြေးတွေကိုစိတ်ကုံပြီးတော့ကြောခိုင်းသွားတာမျိုးမဖြစ်အောင်ကိုဂဂယူဆိုင်ဖို့လိုအပ်ပါတယ်နော်အဲ့ဒါလေးကတော့ဘဲလန့်ဖြစ်အောင်ဘာပဲဖြစ်ဖြစ်မိသားစုတွေကိုလည်းပြန်ပြီးတော့ကြည်တင်တယ်မေသိမပရိပဒါအလယ်လတ်ဖြစ်အောင်ကြိုးစားအထုတ်တင်တယ်လို့အကြံပေးခြင်းပါငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးတွေပူပင်တော့ကကင်းမယ်ငွေကြေးဥစ္စာပစ္စည်းတွေပေါ်ကျွယ်ဝမယ်အဖက်ဖက်ကနေအဆင်ပြေမယ်ကံကောင်းမယ်စိတ်တော့ကုန်မသွားနဲ့နော်စိတ်ကုန်မသွားလို့မရနံပါတ်3ကတော့ကျမ်းမာရေးမှာကြတော့ကျဲပွင့်10ပွင့်တဲ့ကျဲပွင့်10ပွင့်ဆိုတော့ကောင်းတာပေါ့အဲ့တော့2026ခုနှစ်မှာတနင်္လာသားသမီးတွေဟာကျမ်းမာရေးကောင်းမဲ့နှစ်မျိုးဖြစ်ပါတယ်ကျမ်းမာရေးညံ့နေတဲ့တနင်္လာသားသမီးတွေအတွက်ဆိုရင်ကျမ်းမာရေးအတွက်စိုးရင်ကြမရှိဘူးစိတ်ပူစရာမရှိဘူးကျမ်းမာရေးတွေပြန်လည်ပြီးတော့ကောင်းမွန်ဖို့တိုးတက်ဖို့တွေရှိတယ်။နောက်တနင်္လာသားသမီးလူငယ်တွေထဲမှာပညာရေးကိစ္စတွေသင်တန်းကိစ္စတွေစာမွေးကိစ္စတွေအတွက်အပတ်တကုတ်စ조사အားထုတ်နေတဲ့တနင်္လာသားသမီးတွေဆိုရင်မိမိစ조사အားထုတ်တဲ့အရာဟူသမျှအကျိုးရလတ်ဖြစ်ထွန်းမယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မယ်ကံတာတာတွေကောင်းတယ်အဖက်ဖက်ကနေအဆင်ပြေမယ်နောက်လူမှုရေးကတော့တနင်္လာသားသမီးတွေအတွက်နည်းနည်းညံ့တယ်လူလိန်တွေလူညာတွေကြုံတတ်တာပေါ့နော်အဲ့တော့မမျော်လင့်မနဲ့ငွေလိန်ခံရတာမျိုးလေးတွေကြုံတတ်တယ်အဲ့တော့2026မှာတနင်္လာသားသမီးတွေပတ်စံချီတာတွေငားတာတွေအာမခံတာတွေလုံးမပြုတ်လို့တဲ့အချိန်ကာလလို့ပြောမယ်ဆိုရင်မားမယ်မထင်ပါဘူးကိုယ့်ကိုအေးချမ်းနေပါသူကနမိတ်ကိုတွေကအေးချမ်းမဲ့နမိတ်အပူမရှာပါနဲ့နော်ပတ်စံကြီးတာငါတာကိစ္စတွေလုံးဝမလုပ်သင့်နောက်တစ်ခုကကျွန်တော်တို့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့မလုပ်ချင်လဲလုပ်ရတာတို့မပေးချင်လဲပေးရတာတို့အဲ့မှာဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်မောလူမောတနင်္လာသားသမီးတွေကြုံရတတ်တယ်ငါတို့ကကိုယ်အနေနဲ့လုပ်ငန်းဆောင်တာတွေအကြံစီတွေကိုအကောင့်တွေပေါ်တဲ့အခါမှာဆွေမျိုးသားချင်းအကြီးအကဲတွေကကိုယ်အင်အားသုံးပြီးတော့ကန့်ကွက်တာအဲ့တော့အောင်မြင်တဲ့လောက်မအောင်မြင်တာဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းတာမျိုးတွေကြုံရတတ်ပါတယ်။နောက်အခြေတော်နဲ့ပတ်သက်တဲ့ကံတာကတော့ဟာမစ်နမိတ်ကြတယ်။ဟာမစ်ဆိုတာမိအိမ်လေးကိုကင်ထားတဲ့နမိတ်ဆိုတော့တော်တော်လေးကောင်းပါတယ်။အခြေအတွက်ကံတာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကံတာကောင်းတယ်။ကိုယ်အဖက်ဖက်ကနေပြီးတော့မေတ္တာရှိတဲ့ကုညီပေးမဲ့စာနာပေးမဲ့ချစ်သူစာနာပေးတဲ့အိမ်တော်ဘက်တွေကြောင့်စိတ်ချမ်းသာပျော်ရွှင်ရမဲ့ကံကြမ္မာမျိုးရှိပါတယ်နော်။အဲ့တော့အခြေတော်ရေးကံတာကောင်းတယ်စေစပ်ကြောင့်ကိစ္စမင်္ဂလာကိစ္စတွေပေါ်တတ်ပါတယ်။
2020ကျောင်းမှာရင်းသားသမီးတွေနဲ့လှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်မလှုပ်တင်ဆိုရင်လှုပ်တင်တာပေါ့အကုန်လုံးအေဂျင့်သွားမှာပူပင်တော့ကတော်တော်များများအေဂျင့်သွားမယ်ကံကြမ္မာရှိတဲ့နှစ်မျိုးဖြစ်ပါတယ်ရင်းသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်ကတော့အစိမ်းရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အဲ့တော့အစိမ်းရောင်လေးတွေအဝါရောင်လေးတွေဝတ်ပါစောင်းပါ4ကဏ္ဍနဲ့5ကဏ္ဍဒီတနင်္လာသားသမီးတွေအတွက်လက်ကီကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်တုပ်ကတ်လူပူသောပြီးတော့ဆူတောင်းမှာတနင်္လာသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံတာအညံ့ကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါဟာတနင်္လာသားသမီးများ2026ခုနှစ်မှာကြုံတွေ့ရမယ်ကံကြမ္မာအစိုးကောင်းတွေအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဟောသရန်အစီအစဉ်လေးပြီးတဲ့အခါကျတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒါကတော့အဘဇာကြီးမင်းသင်္ခါရဲ့ကြီးနဲ့ဗရောအပြီးပေါင်းဆိုတဲ့ပရိလေးဖြစ်ပါတယ်မိမိတို့ရဲ့အလောက်ကန်ကြံစီတဲ့စိတ်ကူးတဲ့ရွေးချက်တွေရည်မှန်းချက်တွေကိုမြန်မြန်ဆန်ဆန်ပြီးစီးပြီးမြောက်အောင်မြင်စေတဲ့စောင့်ထားလို့ရတဲ့ပရိလေးဖြစ်ပါတယ်စိတ်မဲ့ဆိုရင်လည်းသူ့မှာပရိစိတ်နည်းလေးပါပါတယ်အဲ့တော့ဒီပရိလေးတွေလိုချင်တယ်ဆိုရင်လည်းဘိုင်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့မှာပါနော်ဒါတော့ဝါစိမ့်နေအဆောင်လက်ပတ်လေးပါတဲ့ဝါစိမ့်နေအဝါယုံကကြတော့ကျမ်းမာရေးကောင်းတဲ့လက်ပတ်လေးဖြစ်ပါတယ်เนาะတံပြန်စမနဲ့လက်ဖွဲ့ထိုးထားတာပါဒါကြတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်စေမဲ့ကြီးလေးကြီးစမနဲ့လက်ဖွဲ့ထိုးထားတဲ့စမလေးဖြစ်ပါတယ်ဒါကတော့အခြေအတော်ရေးအစဉ်ပြေသေးတဲ့အဆောင်လက်ပတ်လေးလက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အဲ့ဒီအင်းသုံးမျိုးနဲ့ဆက်လွယ်လေးလုပ်ပေးထားတာပါเนาะတချို့အဆောင်ဆက်လွယ်လွယ်ခြင်းတဲ့လူတွေအတွက်လက်ဖွဲ့ဆက်လွယ်လေးလုပ်ထားတာဒါလေးကတော့ပစ္စည်းတွေကိုမြန်မြန်ရောင်းထွက်စေတဲ့ဇီးသားရောင်းမှလေးဖြစ်ပါတယ်ဒါကတော့ဒိုးကလေးဖြစ်ပါတယ်ဒါကတော့ဈေးဆိုင်တွေလုပ်ငန်းတွေအတွက်ဝါစိမ့်နီအင်းစမဖျောင်းနိုင်တွေစီရင်ပေးထားပါတယ်ဒါကတော့ရတနာဒီပန်ဆိုတဲ့အင်းစမဖျောင်းနိုင်ဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကတော့ကျွန်တော်ကိုယ်တိုင်စီရင်ထားတာပါဒီအဆောင်လေးတွေဒီပရိလေးတွေအဆောင်ရတရားပစ္စည်းလေးတွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်တဲ့39969239လုံး9ဆိုတဲ့ Viber နံပါတ်ကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ယူတော်မင်္ဂလာချန်ကမော်ဘီတိုးဂိတ်နာက6လုံးခွင်းမှတ်တိုင်ပိန်းနေကုန်းကြည့်ရမှာတည်ရှိပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတင်းလာသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလေ2026ခုနှစ်မှာတနေ့တာကာလပတ်လုံးပေါ့နော်ကိုယ်လည်းကျမ်းမာကြပါစေစိတ်လည်းချမ်းသာကြပါစေဘေးပရာဝေးကွာပြီးတော့လိုရာဆန္ဒတွေတလုံးတစ်ပါးတည်းရရှိကြပါစေလို့အယူတော်မင်္ဂလာချမ်းနဲ့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်